ခုရှိရှိတုန်းကတာယာဝါပြောလာတဲ့ဘာနဲ့ဒီပြည်ကြီးမှာပြင်မဲ့တဲ့မင်းကြီးစိုးစံအုပ်ချုပ်နေပါတယ်။မင်းကြီးမှာယူပအစင်းနဲ့ပြည်စုံလာတဲ့နန္ဒာဒေဝီအမိရှိရဲ့မိဖုရားကောင်ကြီးတစ်ပါးရှိရဲ့။နန္ဒာဒေဝီဟာမြေလူရကငင်းမောရလာအောင်လှပပေမဲ့သူမရဲ့စိတ်နှလုံးကတော့အလွန်အမင်းမနာလိုဝင်တိုးတက်ပြီးအညိုအတေးကြီးမှလာပါတယ်။ဒီနေ့မှာတော့ဗမာမင်းကြီးဟာတောကစားထွက်ရင်တောတစ်ခုရဲ့အစွန်မှာရှိတဲ့ရွာကလေးတစ်ရွာကစင်းရသားတောင်သူရဲ့သမီးပြိုလေးမျက်နှိုးဝေကိုတွေ့ရှိသွားခဲ့ပါတယ်။မျက်နှိုးဝေဟာနတ်တွင်သူတွေလိုအလှပြင်ပစ္စည်းတွေမတုံးဆွဲထားပေမဲ့တဘာဝအတိုင်းစူပြေဝင်းပနေတဲ့အလှတရားတွေကြောင့်မင်းကြီးရဲ့စိတ်ကိုဖန်ဆားနိုင်ခဲ့တာပါ။မင်းကြီးဟာမျက်နှိုးဝေကိုနန်းတော်ကိုခေါ်ဆောင်လာပြီးမြောင်နှဲမိဖုရားအဖြစ်တင်မြောက်လိုက်ပါတယ်ဒီတည်င်းကိုကြားလိုက်ရတဲ့မိဖုရားကောင်ကြီးနန္ဒာဒေဝီဟာဒေါသအဟုန်တောက်လောင်သွားခဲ့ပါတယ်သူမဟာမှတ်ရှိမှရဲ့ကြည်ရင်ငါထက်လာတဲ့သူငါထက်ချစ်ခံရမယ့်သူဒီလောကမှာမရှိစရာဘူးလို့တိုးတိုးလေးရွလိုက်ပါတယ်ဖြူစင်ရိုးသားတဲ့မျက်နှိုးဝေကတော့မိဖုရားကောင်ကြီးကိုအမှားအယွင်းတပ်ဖွဲ့လေးစားချစ်ခင်စွာနဲ့ကာရဝပြုဖို့ကြိုးစားခဲ့ပေမဲ့နန္ဒာဒေဝီရဲ့မျက်လုံးထဲမှာတော့အညိုတရိပ်တွေဟာအစီရင်ရှက်တန်းနေခဲ့ပြီဖြစ်ပါတယ်နန်းတော်အတွင်းထဲမှာမုံတိုင်းမလာခင်ညိတဲ့ချင်းမျိုးနဲ့စတင်နေပြီးနန္ဒာဒေဝီရဲ့ရင်ထဲမှာတော့မျက်နှိုးဝေကိုနန်းတော်ထဲကနေဖယ်ရှားဖို့မကောင်းတဲ့အကြံစီတွေပြားခံနေပါတော့တယ်နန္ဒာဒေဝီဟာမျက်နှိုးဝေကိုဒုက္ခပေးဖို့အတွက်သူမရဲ့ယုံကြည်စိတ်ချရတဲ့အပြိုတော်သူနန္ဒာကိုခေါ်ယူပြီးတိတ်တိတ်လေးတိုင်ပင်မာတော့တယ်သူနန္ဒာဒီတော့သူမလေးနန်းတော်ထဲမှာခြေကုပ်ရသွားရင်ငါရဲ့အာဏာနဲ့အလားတရားတွေကအရာမထွင်းတော့ဘူးဒါကြောင့်သူမကိုမင်းကြီးအမြင်ကအောင်ငါတို့တစ်ခုခုလုံးမဖြစ်မယ်လို့အမေပေးလိုက်ပါတယ်နန္ဒာဒေဝီဟာအလွန်တရာကျွမ်းကျင်လာတဲ့ဆုံးကဝေအတက်တွေကိုလေ့လာလိုက်စားထားသူလည်းဖြစ်ပါတယ်မဟာမျက်နှာဝေရဲ့အိတ်ဆောင်အတွင်းကိုမကောင်းတဲ့အောင်လန်းပညာရည်နဲ့ပြူစားဖို့စီစဉ်มาတော့တယ်တညမှာတော့နန္ဒာဒေဝီဟာသူ့နန္ဒာကိုဆစ်လွတ်ပြီးမျက်နှိုးဝေရဲ့ကောင်းအောက်မှာကျိန်စာတိုက်ထားတဲ့အယုတ်ကလေးတစ်ယုတ်ကိုတွားရောက်ဝတ်ထားခိုင်းပါတယ်။အဲဒီအယုတ်ဟာကြီးလိုက်ရင်ရိုးရိုးသားသားရွှေရုပ်လေးလို့ထင်ရပေမဲ့တကယ်တော့အဆောင်အယံပညာနဲ့စီရင်ထားတဲ့အညိုတိခံရုပ်ဖြစ်ပါတယ်။နောက်ရက်တွေမှာပြမရမင်းကြီးဟာမျက်နှိုးဝေရဲ့အဆောင်ကိုရောက်လာတိုင်းအကြောင်းပြချက်မရှိဘဲကောင်းကိုက်တာစိတ်တူတာနဲ့မအိမ်မသားဖြစ်တာတွေကိုခံစားလာရပါတယ်။မျက်နှိုးဝေကိုမြင်လိုက်တာနဲ့လိုလိုနေရင်ဒေါသထွက်လာပြီးမင်းကိုမြင်ငါစိတ်တွေအပူတပင်းဖြစ်ရတယ်။ငါရှိရထွက်သွားစမ်းလို့အော်ဟင်မောင်းထွက်လိုက်ပါတော့တယ်။အပြစ်မဲ့မျက်နှိုးဝေခမရမှာတော့ဘာကြောင့်မှမသိရဲ့မျက်ရည်ဆက်လက်နဲ့ကျင်းခဲ့ရပါတယ်။ဒါဟာနန္ဒာဒေဝီရဲ့ပထမဆုံးအကွက်ကြကြလုပ်ကြမှုတစ်ခုပဲဖြစ်ပါတယ်။မျက်နှိုးဝေဟာသူမအပေါ်မင်းကြီးရဲ့အချစ်တွေရောနဲ့တွားရောက်တဲ့မကအမုန်းတရားတွေပါကဲရောက်လာတာကိုကြည့်ပြီးရင်ခွဲမတက်ခံစားရပါတယ်။သူမဟာဖះเจ้าဆောင်ရှိမှဝိပုစုတောင်းရင်ကျမဘာအမှားများလုပ်မိလို့လဲရှင်မင်းကြီးရဲ့လို့တိုးတိုးလေးကိုကျွေးနေရှာပါတယ်။ဒါကိုသိရှိသွားတဲ့နန္ဒာဒေဝီကတော့အောင်နိုင်သူတယောက်လိုပြောရနေခဲ့ပါတယ်။ဒါပေမဲ့နန္ဒာဒေဝီဟာဒီမြတ်တွေအားမရသေးပါဘူး။မျက်နှိုးဝေကိုနန်းတော်ကနေအပီးပိုင်မောင်းထုတ်ပစ်ခြင်းနဲ့စိတ်စောတွေပုံမပြင်းထန်လာပါတယ်။ဒီနေ့မှာတော့နန္ဒာဒေဝီဟာမင်းကြီးစီကိုချင်းကပ်ပြီးရှင်မင်းကြီးမြောင်နှင်းမိဖုရားရဲ့အဆောင်ကနေထူးဆန်းတဲ့အနံ့သက်တွေနဲ့မကောင်းတဲ့နမိတ်တွေတွေ့နေရတယ်လို့အပြိုတော်တွေကပြောနေကြပါတယ်။ဒါအရှင်မင်းကြီးရဲ့ကျမကြီးကိုထိကြအောင်ပြူစားနေရများလားလို့ခုံချောစကားဆိုလိုက်ပါတယ်။ဒေါသထွက်လဲပြီးစိတ်နှူးတဲ့မင်းကြီးဟာချက်ချင်းပဲမျက်နှိုးဝေရဲ့အဆောင်ကိုဝင်ရောက်ရှာဖွေဖို့အမိန့်ပေးလိုက်ပါတယ်။နန္ဒာဒေဝီရဲ့ကြိုတင်စီမံထားတဲ့အတိုင်းအပြိုတော်တွေဟာမျက်နှိုးဝေရဲ့အကောင်းအောက်ကအစီရင်လောက်ထားတဲ့အယုတ်ကိုရှာတွေ့သွားကြပါတယ်။မင်းကြီးဟာအဲ့ဒီအယုတ်ကိုမြင်လဲရတဲ့အခါမှာတော့မျက်နှာတစ်ခုလုံးမြင်လာပြီးမင်းဟာငါ့ကိုလှုပ်ကြံမှုစူးစမ်းရဲ့မင်းမရုပ်ပဲလို့ချိန်မောင်းကမျက်နှိုးဝေကိုနန်းတော်အောက်ထက်ကမြေတိုက်ထဲမှာအကျဉ်းချထားဖို့အမိန့်ထုတ်လိုက်ပါတော့တယ်။မျက်နှိုးဝေခင်ဗျားမှာတော့အမောင်ထုဖုံးလွှမ်းနေတဲ့မြေတိုက်ထဲမှာအစာရည်စားမရှိဘဲရက်ပေါက်များစွာအချင်းချနေခဲ့ရပါတယ်။သူမဟာအပြစ်မရှိကြောင်းတစားစားအော်ဟစ်ခဲ့ပေမဲ့ဘသူကမှနားမထောင်ခဲ့ကြပါဘူး။နန္ဒာဒေဝီကတော့မင်းကြီးရဲ့အပားမှာကပ်ပြီးမင်းကြီးဒီလိုမိမမျိုးကိုနန်းတော်ထဲမှာထားရင်တိုင်းပြည်အတွက်မကောင်းပါဘူး။တက်ဖြစ်ဖို့ပဲတင်တော်ပါတယ်လို့တိုက်တွန်းနေခဲ့ပါတယ်။ဒါပေမဲ့မင်းကြီးရဲ့ရင်ထဲမှာမျက်နှိုးဝေပေါ်ထားခဲ့တဲ့ချစ်စိတ်ကလေးတွေကျန်နေသေးရကြောင်းတက်ဖြစ်ဖို့အထီတော့ရက်ဆက်နိုင်ခြင်းမရှိသေးပါဘူး။နန္ဒာဒေဝီဟာမင်းကြီးကမျက်နှိုးဝေကိုမတတ်နိုင်သေးတာကိုသိတဲ့အခါပိုပြီးရက်ဆက်တဲ့အစီအစဉ်တစ်ခုကိုဆွဲလိုက်ပါတယ်။ဟာတိုင်းပြည်ရဲ့မှာရှိတဲ့နာမည်ကျော်အစိတ်ဆရာတယောက်ကိုခေါ်ယူပြီးလူကိုချက်ချင်းမသိစေပဲတဖြည်းဖြည်းရုပ်ပြက်ဆင်းပြက်ဖြစ်သွားစေမဲ့အစိမ်မျိုးကိုဖော်ဆက်ခိုင်းပါတယ်။သူမရဲ့အလားတရားတွေပြည့်စည်သွားရင်မင်းကြီးကသူ့အလိုလိုဆက်ဆုပ်သွားလိမ့်မယ်လို့နန္ဒာဒေဝီကတွေးတောရင်းကျဉ်းနေပါတယ်။တညမှာတော့နန္ဒာဒေဝီကိုယ်တိုင်မြေတိုက်ထဲကိုဆင်းသွားပြီးအချင်းချနေတဲ့မျက်နှိုးဝေကိုတွေ့ဆုံခဲ့ပါတယ်။မျက်နှိုးဝေဟာအားရင်ချီးနေပေမဲ့သူမရဲ့မျက်ဝန်းတွေကတော့တောက်ပနေစေပါနန္ဒာဒေဝီဟာအစိတ်ခတ်ထားတဲ့ရေတစ်ခွက်ကိုကမ်းပေးရင်နင်းကိုတနာလို့လာတိုက်တာပါမျက်နှိုးဝေတောက်လိုက်ပါလို့လဲပြပြီးပြောဆိုလိုက်ပါတယ်မျက်နှိုးဝေဟာနန္ဒာဒေဝီရဲ့မကောင်းတဲ့အကြံကိုမယိမ့်မိပဲသူမကမ်းပေးတဲ့ရေခွက်ကိုကျေးဇူးတင်စွာနဲ့တောက်လိုက်မိပါတယ်
ရေကိုတောက်ပြီးမကြခင်မှာပဲမျက်နှာဝေရဲ့ခန္ဓာကိုယ်ဟာပြည့်တလို့ပူလောင်လာပြီးအသားရည်တွေဟာတဖြည်းဖြည်းမောင်မဲလာကဖောင်းကျတဲ့အဖူးပိန်တွေထွက်ပေါ်လာပါတော့တယ်။အချိန်ကာလပတ်လုံးနဲ့မျက်နှာဝေရဲ့မျက်နှာဟာကြည့်မကောင်းအောင်ရုပ်ပြက်ဆင်းပြက်ဖြစ်သွားခဲ့ရပါတယ်။နန္ဒာဒေဝီဟာအောင်နိုင်သူတယောက်လိုဆူးလျှော့စွာရဲမောရင်ခုတော့နေဟာနန်းတော်နဲ့မထိုက်တန်တဲ့မိစ္ဆာမလိုဖြစ်သွားပြီလို့ပြောဆိုကထွက်ခွာသွားပါတော့တယ်။နောက်တနေ့မှာတော့နန္ဒာဒေဝီဟာမင်းကြီးကိုမြေတိုက်ထဲကိုခေါ်ဆောင်သွားပြီးမျက်နှာဝေရဲ့အခြေအနေကိုပြသပါတယ်။မင်းကြီးဟာရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့မျက်နှာဝေကိုမြင်လိုက်ရတဲ့အခါမှာတော့ထိတ်လန့်တော်လို့သွားပြီးဒါဟာသူမရဲ့မကောင်းတဲ့စိတ်ဓာတ်ကြောင့်နှက်တန်တင်တာပဲဖြစ်ရမယ်လို့ယုံကြည်သွားပါတော့တယ်။မင်းကြီးဟာမျက်နှာဝေကိုနန်းတော်ကနေနဲ့ထုတ်ဖို့အမိန့်ပေးလိုက်ပြီးတောနက်ထဲမှာတွားရောက်ဆုပ်ပစ်ခိုင်းလိုက်ပါတယ်။မျက်နှာဝေဟာအာရင်ချီနဲ့စွာနဲ့တောလန့်အတိုင်းရိုင်တိုင်တိုင်နဲ့ရှောင်းလန်းရင်မျက်ရည်တွေစီးကျနေခဲ့ပါတယ်။သူမရဲ့ရင်ထဲမှာတော့နန္ဒာဒေဝီအပေါ်မုန်းတရားထက်ဘာကြောင့်ဒီလောက်ထိရက်ဆက်ရတာလဲဆိုတဲ့နာကျင်မှုကသာကြီးစိုးနေပါတယ်။ဒါပေမဲ့ဒီတောနက်ထဲမှာမျက်နှာဝေကိုကဲတင်မဲ့အလဲပြောင်းတစ်ခုကစောက်ကြနေခဲ့ပါတယ်။မျက်နှာဝေဟာအာရင်ချီနဲ့ကုန်ခန်းပြီးတောနက်ထဲကတစ်ပင်ကြီးတစ်ပင်အောက်မှာလဲကျသွားပါတော့တယ်။သူမဟာတရားမှုမှုအခြေအနေသို့ရောက်ရှိနေစမှာပဲအနီးနားကတောင်ကုန်းပေါ်မှာတရားကျင့်ကြံနေတဲ့ရသေးကြီးတစ်ပါးကသူမကိုတွေ့ရှိသွားခဲ့ပါတယ်။ရသေးကြီးဟာမျက်နှာဝေရဲ့ခန္ဓာကိုယ်မှာဆွဲကပ်နေတဲ့အစိတ်ဟာအမှန်အစိတ်မဟုတ်ဘဲအညိုတိနဲ့စီရင်ထားတဲ့ကဝေအစိတ်တွေဖြစ်မှန်းချက်ချင်းသိလိုက်ပါတယ်။ရသေးကြီးဟာတနာကိယူနာစိမ့်နဲ့တောတောင်တွေကစီးမြစ်တွေကိုရှောက်ပွေဖော်ဆက်ပြီးမျက်နှာဝေကိုစိတ်တိုက်ကြွေးကပြုစုဆောင်ရှောက်ခဲ့ပါတယ်။အားနည်းငယ်ကြတဲ့အခါမှာတော့ရသေးကြီးရဲ့စီစံကြောင့်မျက်နှာဝေရဲ့ခန္ဓာကိုယ်ကအဖူးပိန်တွေဟာတဖြည်းဖြည်းပျောက်ကွယ်သွားပြီးအရင်ကထက်ပုံမဝင်းပဆူပြေးတဲ့အသားရည်ကိုပြန်လည်ရရှိလာပါတယ်။ဒါတင်မကပဲရသေးကြီးဟာသူမကိုစိတ်တန့်ချက်ခိုင်စေဖို့တရားဓမ္မတွေနဲ့အတတ်ပညာတချို့ကိုပါသင်ကြားပေးခဲ့ပါတယ်။အမုန်းကိုအမုန်းနဲ့မတုံ့ပြန်ပါနဲ့မှန်ကန်တဲ့အမှန်တရားဟာတနေ့မှအလင်းပြပါလိမ့်မယ်လို့ရသေးကြီးကဆုံးမခဲ့ပါတယ်။မျိုးဝေဟာရသေးကြီးရဲ့ထံမှာပဲအေးအေးချမ်းချမ်းနေထိုင်ရင်မိမိဘဝတစ်ခုပြန်လည်တည်ဆောက်နေခဲ့ပါတယ်။တစ်ဖက်မှာတော့နန်းတော်ထဲမှာနန္ဒာဒေဝီဟာမင်းကြီးရဲ့အချစ်ကိုတူးရဲသိမ့်ပိုက်ထားနိုင်လို့ပျော်ရွှင်နေပေမဲ့သူမရဲ့အလားတရားတွေဟာတစ်နေ့ထက်တစ်နေ့တဖြည်းဖြည်းမိမ့်မိန်လာတာကိုတော့သတိမထားမိခဲ့ပါဘူး။သူမရဲ့မကောင်းတဲ့စိတ်နှလုံးကအပြင်ဘက်အလားတရားကိုပါလောင်မြိုက်လာပြီးဖြစ်ပါတယ်။နန်းတော်ထဲမှာတော့နန္ဒာဒေဝီဟာသူမလိုချင်တဲ့အရာအလုံးကိုရရှိထားပေမဲ့စိတ်အေးချမ်းမှုလုံးဝမရှိတော့ပါဘူး။သူမဟာမှန်ရှိမှရက်ကြည့်တိုင်းမိမိရဲ့မျက်နှာမှာအေးအေးချောင်းနေထင်လာတာအသားရည်တွေညှို့မော်လာတာကိုတွေ့ရပြီးစိုးရိမ်စိတ်တွေကြီးဆိုးလာပါတယ်။နန္ဒာဒေဝီဟာနှုတ်ပြမှုကိုပြန်လည်ရရှိဖို့အတွက်နန္ဒွေသမားတော်တွေကိုနေ့တိုင်းဆေးပေါ်ဆက်ခိုင်းပေမဲ့ဘာဆေးမှအာနိသင်မရှိခဲ့ပါဘူး။သူမရဲ့စိတ်ထဲမှာမျက်နှာဝေသေးသွားပြီလားတကယ်ပဲပျောက်ကွယ်သွားပြီလားဆိုတဲ့တန်တရားစိတ်တွေဒရက်ဆက်နှိမ့်ဆက်နေပါတယ်။ဓမ္မရမင်းကြီးဟာစိတ်မကြည်မလင်းဖြစ်နေတာကြောင့်တောကစားထွက်ဖို့တဖန်စီစဉ်ပြန်ပါတယ်။မင်းကြီးကအချွေရံနေနဲ့တူမျက်နှာဝေနေထိုင်ရာတောနက်ထဲကိုမတော်တဆရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာမျက်နှာဝေဟာရတိကြီးရဲ့တောင်းတင်ကအနီးကရေကန်မှာကြာပန်းတွေခူနေပါတယ်။မရဲ့အလားတရားကအရင်ကထပ်ပုံမတောက်ပနေပြီးနတ်သမီးတစ်ပါးဆင်းသက်လာသလားအောင်မေးရပါတယ်။မင်းကြီးဟာအဝေးကနေလဲမြင်လဲရတဲ့အမျိုးသမီးရဲ့အလားကြောင့်မင်းသက်သွားပြီးကြီးတော်ထဲမှာဒီလောက်လာတဲ့သူရှိနေပါလားဆိုပြီးရေရွမိပါတယ်။မင်းကြီးဟာအနားကိုချင်းကပ်သွားတဲ့အခါမှာတော့တစ်ချိန်ကသူနှင်ထုတ်ခဲ့တဲ့မျက်နှာဝေဖြစ်နေမှန်းသိလိုက်ရပြီးအားတင်ကစကားပဲမဆိုနိုင်တော့ပါဘူး။မျက်နှာဝေကတော့မင်းကြီးကိုမြင်လိုက်ရတဲ့အခါမှာတုံလုံးချင်းမရှိပဲတည်ငြိမ်စွာနဲ့ပဲဥညွှန်နှောဆက်လိုက်ပါတယ်။ဒီမဲ့မင်းကြီးဟာမျက်နှာဝေကိုကြည့်ပြီးမိမိကိုယ်မယုံနိုင်လောက်အောင်ဖြစ်နေပါတယ်။ဒါမျက်နှာဝေမဟုတ်လား။မင်းဘလို့အသက်ရှင်နေရလဲ။ပြီးတော့မင်းရဲ့ရုပ်သွင်းကဘာလို့ဒီလောက်တောင်ဝင်းပါနေရလဲလို့တုံရင်စွာနဲ့မိမြန်မာတော့တယ်။မျက်နှာဝေဟာသူမကြုံတွေ့ခဲ့ရတဲ့ဒုက္ခတွေအစိတ်ခတ်ခံရမှုတွေနဲ့ရတိကြီးရဲ့ကဲတင်မှုတွေကြောင့်အသက်ဘေးကလွတ်မြောက်ခဲ့ရပုံတွေကိုတည်ငြိမ်စွာနဲ့အမှန်တိုင်းရှောက်တန်းလိုက်ပါတယ်။မင်းကြီးဟာမျက်နှာဝေရဲ့စကားတွေကိုကြားရတဲ့အခါမိမိရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေအတွက်နောက်ထပ်ကြီးစွာရသွားပါတော့တယ်။ငါဟာမင်းပေါ်တရားမဲခဲ့လေပြီမျက်နှာဝေနန္ဒာဒေဝီရဲ့ကောက်ချစ်တဲ့စကားတွေကိုယုံခဲ့မိတာငါအမားပဲလို့မင်းကြီးကဝန်ခံစကားဆိုပါတယ်။မင်းကြီးဟာမျက်နှာဝေကိုနန်းတော်သို့ပြန်လည်လိုက်ပါဖို့အနိုးညွတ်တောင်းပန်ပါတယ်။ဒါပေမဲ့မျက်နှာဝေကတော့နန်းတွင်းရဲ့ရှောက်ထွေးမှုတွေကိုညှင်းငွေနေပြီးဖြစ်လို့ညှင်းပယ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ရသေးကြီးကသမီးအမှန်တရားကိုလူအများသိအောင်လုပ်ဆောင်ရမယ်။အမောင်တုကိုအလေးနဲ့တိုက်ဖြတ်ဖို့နန်းတော်ကိုပြန်သွားပါလို့တိုက်တွန်းခဲ့တာကြောင့်မျက်နှာဝေဟာမင်းကြီးနဲ့အတူနန်းတော်ကိုပြန်လည်လိုက်ပါဖို့သဘောတူလိုက်ပါတယ်။
မျက်နှာဝေနန်းတော်ကိုပြန်လာပြီးဆိုတဲ့သတင်းဟာနန္ဒာဒေဝီရဲ့နားထဲမှာမိုးချိုးပြစ်လိုက်တယ်လို့ရောက်ရှိသွားပြီးသူမရဲ့ဒေါသနဲ့ကြောက်ရွံ့မှုတွေဟာအထွတ်ထိပ်သို့ရောက်ရှိသွားပါတယ်နန္ဒာဒေဝီဟာမျက်နှာဝေကိုအပြီးတိုင်းဖျက်ဆီးဖို့နောက်ဆုံးအကြံကိုစတင်စီမံမှာတော့တယ်နန္ဒာဒေဝီဟာသူမရဲ့နောက်ဆုံးလက်နက်အဖြစ်ပြင်းထန်လာတဲ့သင်္မင်းတမန်အသက်ပညာကိုအသုံးပြုဖို့ဆုံးဖြတ်လိုက်ပါတယ်သူမဟာနန်းတော်ရဲ့တည်တံ့အခန်းထဲမှာမကောင်းဆိုးဝါးတွေကိုပူဇော်ပသပြီးမျက်နှာဝေကိုညရင်းချင်းအသက်ပြောက်စင်မဲ့ချိန်စာတစ်ခုကိုစီရင်ပါတယ်။ဒါပေမဲ့သူမမသိတာကမျက်နှာဝေဟာတည်ကြီးထံကနေစိတ်ဆန်းအားနဲ့ကာကွယ်မှုအတတ်ပညာတွေကိုသင်ယူခဲ့ပြီးသားဖြစ်နေတာပါ။နန္ဒာဒေဝီဟာချိန်စာတိုက်နေတဲ့အချိန်မှာပဲမျက်နှာဝေဟာသူမရဲ့အဆောင်ထဲမှာတရားဘာဝနာပွားများနေခဲ့ပါတယ်။နန္ဒာဒေဝီလွတ်လိုက်တဲ့မကောင်းတဲ့အငွေသက်တွေဟာမျက်နှာဝေရဲ့ခန္ဓာကိုယ်အနီးကိုရောက်တဲ့အခါမှာတော့သူမရဲ့ဖြူစင်တဲ့မေတ္တာတက်ကြောင့်ရှေ့ဆက်မတိုးနိုင်ပဲနောက်ကျောင်းပြန်လှည့်သွားပါတော့တယ်။အဲဒီလိုနဲ့မကောင်းတဲ့အစီရင်တွေဟာစီရင်သူနန္ဒာဒေဝီစီကိုပဲအရှိန်ဟုန်နဲ့ပြန်လည်ရိုက်ခတ်သွားပါတယ်။နန္ဒာဒေဝီဟာရုတ်တရက်အသေးနှလုံးကိုအနဲ့ထိုးသလိုနာကျင်လာပြီးသူမရဲ့မျက်နှာဟာလည်းတစ်စက္ကန့်ကြီးစီမှာရုပ်ပြက်ဆင်းပြက်ပြောင်းလဲသွားပါတော့တယ်။သူမအဟဲလိုက်တဲ့အတန်ဟာနန်းတော်တစ်ခုလုံးကိုတုန်ခါသွားစေပါတယ်။မြင်းကြီးနဲ့အဆောင်ချက်တွေကနန္ဒာဒေဝီရဲ့အဆောင်ကိုရောက်လာတဲ့အခါမှာတော့မြင်ကွင်းကကြောက်မက်ဖွယ်ကောင်းလာပါတယ်။မိဘရဲ့ကောင်ကြီးဟာမြေပြင်ပေါ်မှာလူးလိမ့်နေပြီးသူမရဲ့အသားရည်တွေဟာပြပူနဲ့အလောင်ခံထားရသလိုမဲညစ်ကုန်ပါတယ်။သူမရဲ့မကောင်းတဲ့အကြံစီတွေနဲ့အောင်လန်းပစ္စည်းတွေကိုအားလုံးရှိမှတသက်အဖြစ်တွေ့ရှိသွားကြပြီးနန္ဒာဒေဝီရဲ့ကောက်ကျစ်မှုတွေဟာတနေ့တည်းမှာပဲအထင်ရှားပေါ်ပေါက်သွားပါတော့တယ်။နန္ဒာဒေဝီဟာသူမရဲ့ကောက်ကျစ်တဲ့အစီရင်တွေပြန်လည်တုံ့ပြန်မှုကြောင့်ယူတုလူမတက်ဖြစ်သွားခဲ့ပါတယ်။မင်းကြီးဟာအမှန်တရားကိုအကုန်စင်သိရှိသွားတဲ့အခါမှာတော့နန္ဒာဒေဝီကိုမိဖုရားအရာကနေချက်ချင်းနှုတ်ထွက်စေပြီးတသက်တကြွအချင်းချထားဖို့အမိန့်ပေးလိုက်ပါတယ်။နန္ဒာဒေဝီဟာသူမရဲ့အညိုတေးတွေကြောင့်ပဲပေါင်တူထဲမှာနှီးကုန်းချုပ်သွားရပါတယ်။တစ်ဖက်မှာတော့ပြမရန်မင်းကြီးဟာမျက်နှာဝေကိုမိဖုရားကောင်ကြီးအဖြစ်ပြန်လည်တင်မြှောက်ပြီးသူမဘောထားရှိခဲ့တဲ့မှားယွင်းမှုတွေအတွက်တောင်းပန်ခဲ့ပါတယ်။မျက်နှာဝေဟာမိဖုရားကောင်ကြီးဖြစ်လာတဲ့အခါမှာအရင်ကထက်ပိုမိုမေတ္တာတရားရှိထားကတိုင်းသူပြည်သားတွေကိုစောင့်ရှောက်ခဲ့ပါတယ်။သူမဟာနန္ဒာဒေဝီအပေါ်မှာအကာတမထားပဲခွင့်လွှတ်ပေးခဲ့ပါတယ်။အမုန်းတရားဟာပူလောင်မှုသာပေးစမ်းပြီးမေတ္တာတရားကသာငြိမ်းချမ်းမှုကိုပေးနိုင်မယ်ဆိုတဲ့အမှန်တရားကိုတိုင်းပြည်တစ်ခုလုံးသိရှိသွားကြပါတယ်။ဘာယာနတိပြည်ကြီးဟာမျက်နှာဝေရဲ့မေတ္တာရဲ့အောက်မှာနှစ်ပေါင်းများစွာတာယာဝပြောခဲ့ပြီးဒီအညိုကြီးသောမိဖုရားနဲ့မေတ္တာရှိမိဖုရားတို့ရဲ့ဇလန်းဟာလည်းနောက်လာနောက်သားတွေအတွက်သင်ခန်းစာတစ်ခုအဖြစ်သမိုင်းမှာကျန်ရစ်ခဲ့ပါတော့တယ်။အခုတော့အမှန်တရားဟာအလင်းရောင်လိုထွန်းလင်းတောက်ပသွားပြီးမကောင်းမှုအလုံးဟာပျောက်ကွယ်သွားပါပြီ။ဇလန်းရဲ့ဏီကုန်းပိုင်းမှာတော့ဘာယာနတိပြည်ကြီးဟာအရင်ကထက်ပိုမိုအေးချမ်းသာယာလာပါတယ်။မျက်နှာဝေဟာမိဖုရားကောင်ကြီးဖြစ်တိုင်းပြည်ကိုစီမံအုပ်ချုပ်ရမှာတရားမျှတမှုနဲ့ဂရုဏာတရားတွေကိုအခြေခံခဲ့တာကြောင့်ပြည်သူအပေါင်းကချစ်ခင်ချီးညိုကြပါတယ်။မဟာနန်းတော်အတွင်းမှာရှိတဲ့အောင်လန်းတက်ပညာနဲ့မကောင်းတဲ့အညိုတေးချမ်းစီမံသမျှကိုအပြီးတိုင်းပယ်ဖျက်စေခဲ့ပါတယ်။ပြမရန်မင်းကြီးဟာလည်းမျက်နှာဝေရဲ့လမ်းညွှန်မှုကြောင့်တမတ်ကြတဲ့မေကောင်းမင်းမြတ်တစ်ပါးဖြစ်လာခဲ့ပါတယ်။အခါကအမုန်းတရားတွေနဲ့ပြည့်နေနေတဲ့နန္ဒာဒေဝီရဲ့အဆောင်တော်ဟာဆိုရင်ဆင်းရဲသားတွေကိုကူညီဆောက်ရှောက်တဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။မျက်နှာဝေဟာသူမကြုံတွေ့ခဲ့ရတဲ့ဒုက္ခတွေကိုသင်ခန်းစာယူပြီးဘဝမှာအလားတရားထက်စိတ်ထားပြည့်စုံမှုကပိုရေးကြီးကြောင်းနှံတွင်းသူတွေကိုအမြဲဆုံးမလေးရှိပါတယ်။အညွန့်ကြီးသောမိဖုရားနန္ဒာဒေဝီရဲ့ဇလန်းဟာလည်းလူတို့ရဲ့ရင်ထဲမှာအမုန်းတရားဟာမိမိကိုယ်တိုင်ပြန်လည်လောင်ကျွမ်းစေတတ်ကြောင်းသတိပေးချက်တစ်ခုအဖြစ်တည်ရှိခဲ့ပါတယ်။နောက်နှစ်ပေါင်းများစွာကြာတဲ့အထိဘာယာနတိပြည်သားတို့ဟာမေတ္တာရှင်မိဖုရားကြီးမျက်နှာဝေရဲ့ဂုဏ်သတင်းကိုပြောမဆုံးအောင်ချီးမွမ်းခဲ့ကြပြီးတိုင်းပြည်ကြီးဟာလည်းစစ်မှတ်ပြီးရန်ကင်းစင်ကငြိမ်းချမ်းမှုအပေါင်းနဲ့ပြည့်စုံသွားပါတော့တယ်။ဤတွင်အညိုကြီးသောမိဖုရားဆိုသည့်ပုံမြင်လေးပြီးဆုံးခြင်းသို့ရောက်ရှိသွားပါပြီ။နားဆင်ပေးခဲ့ကြတဲ့တူဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ပုံမြင်ကောင်းတွေအများကြီးလာဖို့ရှိသေးတာမို့ channel လေးကို subscribe လုပ်ထားပြီးစောင့်မျှော်ပေးကြပါအောင်နော်။အားလုံးပဲတာယာတဲ့အချိန်လေးဖြစ်ပါစေရှင်။